မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကျော်ဆန်းရှင်ရေးသားသောရွာတော်ရှင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဘွေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ညတကောင်လာရောင်အောက်တွင်ရေလွှာတင်ပြူလှိုင်းတွန်ကလေးများမြူးတူးပြောပါငွေရည်ကလေးတွေလဲလျက်ပြေးလွှားစော့ကစားနေကြသည်ညနက်တန်းကောင်ကာလမို့မြင့်ငယ်မြင့်သည်တထီတဲ့ပြေးရီလေးတွဲစွာစီးဆင်းနေသည်ထို့သူမြင့်ငယ်ရေပင်ပေါ်ဝဲလူတစ်ယောက်နှင့်လင်ငယ်တစ်စီးကလည်းအထီးကျန်ဆန်းလာစွာတဖြည်းဖြည်းချင်းရွှေလျားနေလေသည်အထီးကျန်ဇံဝင်နေ၍ပေပဲလားမသိလေကချင်းလူလင်သည်လှော်တက်ကိုမခတ်ချင်းခတ်ချင်းဟန်တစ်ချက်ချင်းတအီလော့ခတ်နေသည်ဖြင့်လေကလေးသည်ခြေတရုတ်တိုက်ဆွဲနေသည့်ကီလာနာလူတစ်ယောက်နှင့်ဆက်ငယ်ဖြင့်ရွှေတစ်ချက်မရွှေတစ်ချက်တွာလာနေရကတိတ်ဆိတ်သောညကာလလာရောင်မေးမေးအောက်မှမြင့်ငယ်ရည်နှင့်လှေငယ်ရှင်တို့အတွင်ကပြည့်ညင်းငွေပွဲဟုဆိုရမည်လားလွမ်းစွတ်တမ်းမောဝဲဟုဆိုရမည်လားမသိစင်စစ်ထိုးလေးငယ်ဥတီနေသည်ကတုတ်ရဲဆိုသောရွာကလေးဘက်သို့တည်တုတ်ရဲရွာဆိုသည်ကအင်းဝမြို့ဟောင်းဝါရတနာပူကအင်းဝနန်းမြို့ရွာဟောင်း၏အရှိမြောက်ဘက်3မိုင်ခန့်အကွာတွင်ရှိသောရွာကလေးတစ်ရွာပါပဲပြည်မြန်မာအင်းဝမင်းများလက်ထက်အဆက်ဆက်တွင်ဒုတ်ကိုကိုင်ဆွဲလျက်ရဲဝင်စွာတိုက်ပွဲဝင်ခဲ့သောစစ်တီသူရဲကောင်းလေးများစွာတို့ပေါ်ထွန်းခဲ့ရာရွာဖြစ်သည်ဖြင့်ထိုရွာကိုတုတ်ရဲရွာဟုခေါ်စမှတ်ပြုလေတဲ့ဖြည်းဖြည်းချင်းရွာဘက်တောင်အတော်နီးလာပါပေါ့တာမိသိန်းတော့လွမ်းကြံရက်ခဲ့ရှာမှာပဲငါလည်းဘယ်တော့မှမိသိန်းကိုဟောဒီလေကလေးပေါ်ခေါ်တင်လို့ပျော်ပျော်ရွှင်ရွှင်လေးနေရမှာပါလေလာရောင်အောက်အတန်လှမ်းလှမ်းတွင်တစ်ပင်ဝါပင်များအိမ်ယာများနဲ့မိုးတိုးမောင်တောင်ထိုးထိုးထောင်ထောင်ယူတူရိတ်တိတ်မြားစာပြုနေပြီဖြစ်သောမိမိ၏ဒုတ်ရဲရွာလေးကိုလှမ်းမြင်လိုက်ရသည်နှင့်ကိုဖိုးရင်နှုတ်ကသူ့ကလေးရေရွတ်လိုက်မိသည်သူ့ချစ်သူမိသိန်းရှိရာသူတို့အခေါ်မြောက်ရွာဟုခေါ်သောရွာတော်အမည်ရှိရွာလေးသို့အတော်တော့ကတော့ချစ်သူနှင့်တွေ့ကျင်လုံး၍မှုကိုဖိုးရင်၏လက်တို့ကလှော်တက်ကိုတွက်လက်တက်ကြော်စွာလှော်ခဲ့မိသလောက်ယခုချစ်သူနှင့်ခွဲခွာ၍အချိန်တန်လို့အိမ်ပြန်ရလေသောအပြန်လန်းတွင်မတော့လှော်တက်တို့လေး၍လှော်တက်ကနှေးကွေးပေလို့ရကလေကလေးကဖြည်းဖြည်းသာရွေ့နေလေခြင်းဖြစ်ပေသည်သူလှော်တက်ကိုတစ်ချက်ချင်းခလေးလေးခပ်မေးမေးလေးလှော်ခတ်ရဲရွာသို့ပြန်ခဲ့ရလေသောညာကိုဝိုးရီစိတ်တို့ကမြောက်ရွာမှာပင်ကြဲရစ်နေစေကိုရင်ဟင်းမိတင်ပြောလေကျုပ်တို့ဒီတိုင်းဘလောက်ကြာနေရမှာလဲကျုပ်တို့ရှိရေးကိုရင်ဘလို့စဉ်းစားထားလဲတို့ရဲရွာသားကိုဖိုးရင်နဲ့မြောက်ရွာတော်သူမိတင်တို့လူငယ်တို့ဘာဝရင်ငံနေကြသည်မှာ3နှစ်3မို့မဟုတ်တော့လဲ2နှစ်2မိုးမြမကတော့ရွာတော်ကအလူပွဲတစ်ခုပါရွာဤကိုနောင်ကိုင်းပန်းနောင်ကိုင်းအချောလှစေးဝင်မလေးတူဖြစ်သောမိတင်ကိုတောင်ရွာတို့ရဲသားကိုဖိုးရင်တယောက်မြင်မြင်ချင်းရင်နဲ့နှင့်ငနဲ့ခံစားလိုက်ရမိသည်ရှေးရဆက်ချခဲ့ဘူးသောပနတ်ကြောင့်ပဲထင်ရဲ့ကိုဝိုးရင်ကိုမြင်ခဲ့အကြည့်ချင်းစုံမိခဲ့သောမိသင်းကလည်းမြင်ချင်းပင်ဘာကြောင့်များချစ်ချင်တယ်ဟုဆိုရမလို့မိသင်းရင်တွေခုန်ခဲ့ရသည်ရင်တွေတုန်ခဲ့ရသည်တခြားတစ်ပါးကာလာသားတွေစိုက်ကြည့်လျင်စစ်ကြည့်လျင်မျက်စောင်းမျက်မှန်နှင့်ခက်ထန်ထန်ပြန်ကြည့်တတ်သောမိသင်းတယောက်တရွာသားကိုဝိုးရင်၏ဆူရဲသောအကြည့်စိမ်းများအောင်လက်မြောက်အရှုံးပေး၍ရှက်စနိုးမျက်လွှာချခဲ့လိုက်မိရပါသည်ဘလူလူကြီးမှလည်းမသိဘူးအချီကရဲလိုက်တာသူများရှက်ပါတယ်မိသိရင်ထဲကလည်းဒုက္ကလိုရေရွတ်လိုက်မိရှာပြန်ပါသည်လှရက်ပါပြီနှမရဲ့ဟောဒီကိုဘိုးရင်ကျုပ်အသေးမှဆွဲမိပါပြီမိသိကိုမြင်မြင်ချင်းကိုဘိုးရင်ရင်ထဲကစကားအနီတို့တုတ်ရဲသားကိုဘိုးရင်နဲ့ရွာတော်သူမိသိတို့မစွမ်းရင်ကလည်းရှိကစုံးငင်းကလည်းညှိကြလေသဖြင့်ရွာကန်အောင်တွေတော်များမှတဆင့်ချင်းကပ်လာလေသောကိုဘိုးရင်ကိုမိသိကလည်းတိတ်ကြကြဟန်ဆောင်ကမူပူနိုင်ခြင်းမရှိခဲ့ပါလေဒီလိုနဲ့ရွာတော်မှပန်းရွှေကြထံသို့တုတ်ရဲမှပြပရုံကောင်းသည်မကြခဏပြန်ဝဲခဲ့ပါလေသည်ဒီလိုနဲ့ရက်ကိုလာစားလက်ကိုနှစ်စား၍တပူးမှနှမိုးသို့ကူပြောင်းရောက်ရှိလာလေပြီမိမသားမိတင်ကချစ်သူတို့ချင်းတွေ့ခဲ့လေသောထိုညကာလကချစ်သူကိုဝိုးရင်ကိုနှစ်ကိုရှိရေးမင်းနေလေခြင်းဖြစ်ပါစေသည်ဒီတဆောင်ပဲပေါ်ပြီးရင်ကိုဘိုးရင်မိတင်းကိုလူကြီးဆောင်ရနဲ့ပြီးသားဖသားပြီးလာတောင်းမှမယ်ဒီတဆောင်မဲဆောက်မှာမိတင်းရဲ့နော်ကိုဘိုးရင်လည်းမိတင်းနဲ့အတူနေခြင်းလာပါပြီကွယ်အိမ်ကအဖနဲ့အမတို့ကလည်းကိုဘိုးရင်သဘောပဲလို့ခွင့်ပြုထားပြီးသားပါကွယ်စိတ်မပူနေနဲ့ပေါ့တကယ်တော့ကိုရင်ရဲ့နှစ်ကဲပါမိတင်းရဲ့ချစ်သူမိသိကိုလုံးလေးကိုရင်မထွေးပွေထားရင်ကကိုဘိုးရင်မချိတင်ခဲပြန်ပြေးလိုက်ရသည်ချစ်သူ၏ကိုသိန်းနံလေးကအခုထိသူ့နှာခေါင်းထဲမှာဆွဲနေစေမိသိလှပသောစဲမော့ဖယ်မျက်နှာလေးနဲ့အားငယ်ငယ်မဲ့ပြုံးပြော့လေးမှာသူ့စက္ခုစုံနဲ့ဆွဲထင်နေသည်ကိုရင်မိသိပြောနေမယ်နော်ချစ်သူခွဲခွာကနီးလှေတဲ့သူအစင်မိသိခတ်တိုးတိုးမှာတန်ကလေးသည်သူ့နားထဲမှာကြောက်နေစေ
ဒီတစ်ဆောင်ပဲစောင့်လိုက်ပါမိသိရဲ့ကိုဘိုးရင်တို့ကလေးစိတ်ထဲကညင်းညူရေရွတ်လိုက်ရဲ့အတွေးရည်ရင်ကြောကိုဖျက်လိုက်သည်ဟင်းညောင်စိုးပင်ကြီးနားတော်ရောက်နေပြီပဲမြင်မြန်လော်မအတွေးကောင်းကောင်းနဲ့နောက်ကျောင်းလှည့်ကြည့်လိုက်မိသည့်ခဏရွာနဲ့တပြသားသားကန်းဆက်ပေါ်ရှိညောင်ပင်ကြီးနားသို့သူရောက်နေပြီဖြစ်ကြောင်းတွေးလိုက်ရတော့သည်ဤညောင်ပင်ကြီးသည်ဤအနီးနားဝန်းကျင်ဒေသတစ်ဝိုက်၌အမိဆိုးဖြင့်နမီကြီးလာသောအဓိကရညောင်ပင်ကြီးဖြစ်သည်အကြောင်းသည့်ဓာတ်သည့်သောဤနယ်ခံများအလုံးညနေနေဝင်သောအချိန်ခါမှစ၍ဤညောင်ပင်ကြီးနှင့်ဝေးကွာလှမ်းစွာသောနေရာမှဖြတ်သွားဖြတ်လာကြသည်လူများအဖော်များပါသည့်တိုင်ဤအထီးကရညောင်ဝင်စိုးကြီးရှိမှမလွဲမရှောင်သာကဲ့၍ဖျက်ရလည်းညောင်ဝင်ကြီးရှိရောက်သည်နှင့်တက်ကုံလက်ကုံလှော်၍အမြန်ဆုံးဖြတ်သွားကြသည်သာအကြောင်းမူဤညောင်ဝင်ကြီးသည်အချောက်လက်အလွန်ကြီးလာသည်ကျန်းလာသည်ဟုဘိုးစဉ်ပေါင်းဆက်ရှေ့လက်ထက်ခေတ်ကာလများကတည်းကနာမည်ဆိုးဖြင့်ကြော်ကြားလာသောကြောင့်ပင်ထို့ကြောင့်လည်းဤညောင်ပင်ကြီးကိုအဓိကရညောင်စိုးပင်ကြီးဟုခေါ်ကြသည်ကိုဘိုးရင်လည်းထို့ကြောင့်ကိုကောင်းကောင်းသိသဖြင့်မြည်သည့်အခါမှဤညောင်ပင်ကြီးနာကဖြတ်သွားလေမရှိခဲ့မိသင်းထံသွားခဲ့သောညအခါမျိုး၌လည်းဤညောင်စိုးပင်ကြီးကိုအဝေးမှရှောင်းခဲ့ရှာခဲ့သွားခဲ့သည်ကြီးသာယခုတော့အတွေးလွန်သတိလက်လွတ်ဖြစ်သွားသဖြင့်မမျှော်လင့်ပဲဒီညောင်စိုးပင်ကြီးနာမှဖြတ်သွားရလေတော့သည်ယခုမှပြန်လှည့်လို့ထွက်လို့လည်းမမိတော့ညောင်ဝင်ကြီးရှိဝါးနှစ်ပြန်လောက်အကွာလောက်ကိုရောက်နေလေပြီ။တို့နဲ့ကိုဘိုးရင်စိတ်ထဲထိတ်ကနေဖြစ်သွားပြီးလှော်တက်ကိုအားထက်လျက်ခတ်တွတ်လှော်မိအကြံနဲ့တက်ကိုအားနဲ့တစ်ချက်နှစ်ချက်မှရင်ရုတ်တရက်ဘာရမဟုတ်ညောင်ဝင်ကြီးကိုလှမ်းမော့ကြည့်လိုက်မိသည်။ဟာကိုဘိုးရင်နှုတ်ကထို့သို့အာမေရိတ်တန်တစ်ချက်ထွက်သွားရင်ကပါဇက်ဟောင်းသားကြီးဖြစ်သွားရပါတော့သည်။အเจ้าမမူညောင်ဝင်ကြီးကိုလှမ်းမော့ကြည့်စဉ်အခိုက်ညောင်ဝင်ကြီးသည်ရိတ်ခနဲ့လှုပ်သွားပြီးထိုညောင်ဝင်ကြီးပင်ရုတ်တရက်ရေထဲသို့ဆင်းလာသလားဟုထင်လိုက်ရသောကြောင့်ပင်တို့နှင့်သတိထားပြီးတည်တည်ချာချာကြည့်လိုက်မိသည့်အခါတွင်ကညောင်ဝင်ကြီးရွှေ့ဆင်းလာခြင်းမဟုတ်ဘဲညောင်ဝင်ကြီးနှင့်တထက်ထဲတရက်ထဲနှီးပါမြင့်သောကြီးမားလာသောမဲမဲမောင်မောင်အကောင်ကြီးကောင်ရေထဲရှိသူရှိရာဘက်သို့လွှာကနေဆင်းလာခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်တို့နှင့်အန်ဒီရဆိုသောအသည့်နှင့်ကြောက်စိတ်ကြောင့်ကိုဘိုးရင်ချက်ချင်းသတိဝင်လာပြီးလှေကိုအားကုန်ကျုပ်၍လှော်လိုက်သည်မရွေ့လှေသည်လုံးဝမရွေ့ရှေ့တွင်တစုံတရာနှင့်တိုက်မိနေသလိုဖြစ်နေသည်တို့နဲ့ကိုဘိုးရင်လှေကိုတအားကျုံလော်လိုက်ပြန်သည်ဒါလည်းလှေကလုံးဝမရွေထို့ကြောင့်လှေကိုကွေ့ထွက်ရန်စူးစမ်းကြည့်လိုက်သည်ကွေ့ရလည်းမရတို့နဲ့ရှေ့သို့လည်းမရွေဘေးသို့လည်းမကွေ့လေသဖြင့်နောက်ဆုံးကိုဘိုးရင်လှေဥဘက်ကိုလှမ်းကြည့်လိုက်မိသည်အမလေးဗျအမေရဲ့ကဲပါကိုဘိုးရင်အတန်ပဲမထွက်ရဲပဲတို့ကလည်းစိတ်ထဲကသာအော်လိုက်မိသည်သူမြင်လိုက်ရသည်ကသူ့လှေရှိတွင်ပိတ်ကာရက်နေသောခြေထောက်ကြီးနှစ်ချောင်းခြေထောက်များဟုဆိုရလေတော့ညာပေါင်လုံးကြီးနှလုံးဟုဆိုလေမှပို၍မှန်ပေပြီအမွေမဲမဲကြီးတွေတထွားတမိုက်မြရှေလွှားဖုံးလွှမ်းထားသောပေါင်လုံးကြီးနှလုံးဤနေရာဤရေပြင်အနက်ကိုကိုဘိုးရင်ကောင်းကောင်းမှန်းနိုင်သည်ဤနေရာတွင်ရေပြင်သည်အ ਨੇ ဆုံးဝါးတပြန်ကျော်ခန့်နက်မီမှာတေကြသည်ဤမြနှက်သောရေပြင်၌ပင်လျင်ထိုမကောင်းဆိုးဝါးကြီးပေါလေမြလောက်သာရှိလျာတကူလုံးသာဆိုပါကထိုမကောင်းဆိုးဝါးကြီးမိမြကြီးမားကြောက်မွက်ဖွယ်ကောင်းလိုက်ပါမည်နီတို့အတွင်းနှင့်ကိုဘိုးရင်ခမသူ့မျက်စိရှိတဲ့လှေဦးထိပ်တွင်ရက်နေသောအကောင်ကြီးပေါင်ရဲမှအထက်သို့ဆက်လက်မော့ကြည့်ခြင်းကမဝင့်ရဲတော့အကယ်၍များမော့ကြည့်လိုက်မိပါလေကမတွေ့ရစရာပါပဲစစ်စစ်ကိုဘိုးရင်သည်ပင်ကိုတက်သည့်တိတ်နဲလာသူခေလာသူမဟုတ်တာမထွားချိုင်းအားကောင်းမောင်းတန်ယောက်ျားကောင်းတစ်ယောက်လူချင်းဆိုလို့ကတော့နှစ်ယောက်တစ်ယောက်ရှေ့ရန်ကိုပင်ဝင်လေးသူမဟုတ်ထိုးရဲလုံးရဲသည်သို့သောယခုသူရင်ဆိုင်နေရသည်ကလူသားမှန်မဟုတ်ကြီးမလွန်လာကြောက်မဖွယ်ကောင်းလွန်လာသည့်နာနာဘာဝဝေမာနိကပိတ်တာကြီးလားတရေကြီးလားတစေကြီးလားဟုဆိုနိုင်သည့်မိစ္ဆာမကောင်းဆိုးဝါးကြီးတကောင်ယခုသူမြင်နေရသောမိစ္ဆာမကောင်းဆိုးဝါးကြီးပေါလုံးကြီးများကလည်းပေါလုံးတစ်လုံးသည်ထက်မကြီးတစ်လုံးစာမြကကြီးမားသည်ထို့ကြောင့်ထိုပေါလုံးများမှအထက်သို့ဆက်၍သူကောင်းမှမကြည့်ရတော့မိမိကိုယ်ကိုမိမိမယုံထို့ထက်ဆက်၍မော့ကြည့်ရန်သူတက်တီမွေးမရထိုမြင်ကွင်းများနဲ့ပဲကိုဘိုးရင်ခေါင်းနှပန်းများကြီးသွားပြီးစပင်တွေရောတကူလုံးမွေးရင်းတွေပါအကုန်ထောင်ကုန်သည်ဟုထင်ရ၏ရှင်ထဲတထိတ်ထိတ်ဖြစ်ပြီးခြေတွေရောလက်တွေပါတဆက်ဆက်တုံနေစိတ်လှုပ်ရှားလွန်းလာစွာဖြင့်လက်ထဲကလှော်တက်ကိုတအားစုပ်ကင်ထားမိပြီးရေထဲနှစ်ထားသောတက်ကိုတော်များမမတင်ရင်လုံးဝမလှုပ်ရင်တန်ဖို့တွေခါရတော့ကိုသူစူးစမ်းယူကြည့်လိုက်သည်ငယ်ကလေးကအဖတို့အမတို့သင်ပေးထားသဖြင့်နှုတ်တက်အာကုံဆောင်လာခဲ့သောတန်ဖို့တွေခါရကိုယခုကိုဘိုးရဲ့အမိမောက်တက်အောင်ယူရမရဖြစ်နေသည်တို့နှင့်တမျိုးပြောင်းရွကြည့်လိုက်သည်တန်ဖိုးတွေယူ၍ဟန်မကြသဖြင့်ဖះကုံကိုပါကိုပြောင်း၍စူးစမ်းပြီးယူကြည့်တော့လဲမဟန်ကြောက်စိတ်လိုနေသဖြင့်ဖះကုံတော်ကိုပါကိုလည်းအစဉ်ပြေပြေမရွတ်နိုင်ပြန်အဲ့ဒါတွေမရွတ်နဲ့ငါလဲရတယ်အထက်ပါတိုင်းကြောက်ကြောက်ရွရွနဲ့တန်ဖိုးတွေကဂုံတော်ကိုပါတို့ကိုမနှဲစူးစမ်းရွနေစင်မှာပဲမကောင်းဆိုးဝါးကောင်ကြီးကအတန်နဲ့ကြီးဖြင့်သူ့ကလေးပြောတဲ့ကိုကြားလိုက်ရသည်ဖြစ်၍ကိုဘိုးရင်ခမနေစရာမရှိတော့ငကိုကမှခါရာတွေရွ၍အစင်မပြေရသည်ကြားတဲ့
ထိုမိစ္ဆာကောင်ကြီးအတန်ကကြားပြတ်ပေါ်လာလေပြန်သဖြင့်ကိုဘိုးရင်တက်သမျှမှတ်သမျှဂါရာတွေအလုံးဘာမှမရတော့အစပင်ဖော်မရတော့ဂါရာရွရန်စူးစမ်းနေသောသူ့နှုတ်ဖျားတို့မှာကြောက်စိတ်ဖြင့်တဆက်ဆက်တုန်နေပြီးမေးချင်းပင်ရိုက်နေသည်ကိုဘိုးရင်ဆက်၍ဘာလို့၍ဘာကရမှန်းမသိတော့ဖော်လော်လေးများတွေ့လို့တွေ့ညာဘေးဘီဝဲရာကိုအတာဝဲဝဲကြည့်လိုက်တော့လေအချိန်မတော်အခါမတော်ကြီးမှုအနီးနားဝန်းကျင်မှာမြည်သည့်လေမှအသွားလာမရှိမြည်သည့်လူရိတ်သူရိတ်များလည်းပေါ်မလားဤမကောင်းဆိုးအားကောင်ကြီးပိတ်စည်းထားသဖြင့်လှေကလည်းရှေ့ကိုတိုးရမရနောက်ကိုလည်းမစုပ်ရှင်းရှင်းပြောရလည်းရင်လုံးဝကိုမလှုပ်ရဲ့ကိုဘိုးရင်ဇောကျွေးတွေပြန်နေပြီးဘာလို့လို့ဘာကရမှန်းလည်းမသိခတ်ပြီးထိုအခါထိုချိန်ကာလသည်အချိန်အပြည့်မိနစ်ပိုင်းအနည်းငယ်များသာရှိနေလေသောညာကိုဘိုးရင်ဖို့တော့ကြေကြလုံးလာသည့်ညံ့ရန်ကာလများဖြစ်နေပါလေသည်တို့နှင့်မတက်တာသည့်ဆုံးထိုကောင်ကြီးကိုလက်ထဲကလှော်တက်ဖြင့်အာကုန်လှမ်းရိုက်လိုက်လျင်ကောက်လိမ့်မည်လားဟုကိုဘိုးရင်ကြံစီလိုက်မိသေးသည်သို့သောဤမြကြီးမားကြောက်မောက်ဖွယ်ရသောမကောင်းဆိုးအကောင်ကြီးကိုထိုတရဝါကြီးနှင့်ရှင်လိုက်လျင်ထမင်းအိုးမှွေသည့်ရောက်မလောက်ပဲမရှိသောမိမိလှော်တက်ဖြင့်ရိုက်ခြင်းသည်မိတို့မှအရာရောက်နိုင်မည်လို့ရကိစ္စမျိုးမဟုတ်အချီနီးမိုင်မဲခြင်းသာဖြစ်ပေလိမ့်မည်အခက်မသိလျင်မိစ္ဆာကောင်ကြီးစိတ်လွတ်သွားပြီးမိမိကိုလှမ်းဆွဲခုတ်ချိုးတက်လိုက်မှဖြင့်အခက်ဟုတွေးမိကစုပ်ကင်ထားသောလှော်တက်ကိုမမီပြီးမှစိတ်ကိုအသာလျှော့ထားလိုက်ရသည်တို့နှင့်နောက်ဆုံးကြံရမရဖြစ်နေသောကိုဘိုးရင်မှာရွာဘက်သို့လှမ်းမြော်ကြည့်လိုက်မိလေသည်ထိုအခါမကောင်းဆိုးအကောင်ကြီးပေါင်တစ်ခုကြားမှဖြတ်လျက်မိမိတို့တုတ်ရရဦးရှိရွာတော်ရှင်နှက်ကောလင်းအားလာရအောင်မှခရီးဖြင့်လှမ်းမြင်လိုက်မိလေသည်ထိုရွာတော်ရှင်ကိုမိမိညကာလထွက်တိုင်းအမိအဖအဘိုးဘွားတို့ထံမှတစစ်စကားမှတ်ကြားထားချက်အရာဘေးကင်းရန်ကင်းရန်စစ်လေးနှင့်ကိုတို့ကိုဘိုးရင်အမြဲတမ်းတင်မြောက်ဂါရဝပြုခဲ့စမြဲဖြစ်သည်ယခုမိမိမှာသေရှိတွေ့နေရလေပြီရွာတော်ရှိဘိုးကြီးတားတော်ကိုကဲတော်မူပါဒီမှာဒုက္ခတွေ့နေရပါပြီဖျားဟုဟုတ်တော်ရှိမဟုတ်တော်ရှိအကြံကုန်ဂလုံစားချက်ပဲဆိုဘေးရန်တဲ့ကြုံလာပြီဆိုတော့တရဝါတို့သဘောတဘာဝတိုင်းရှင်နှစ်သူပင်မြတ်တပင်ဖြစ်ဖြစ်စွဲထားတတ်ကြနေသေးသည်ပဲအခုလဲကြုံရမရသည့်အစုံနောက်ဆုံးမျှော်လင့်ချက်ဖြင့်ရွာတော်ရှင်နှက်ကုန်းအားလှမ်းကြည့်လိုက်ကအထက်ပါအတိုင်းကရုံကရင်နှင့်နှုတ်မှတူတူလေးရွာတော်ရှင်နှက်ကိုလှမ်း၍တိုင်တယ်လိုက်မိရှာပါသည်ထိုကသူ့စိတ်ထဲကပဲထေးလိုက်မိသည်လားတကယ်ပင်ဖြစ်ခဲ့လေသလားမသိလာရောင်အောက်ရွာဦးနှက်ကောမှအလင်းအောင်တစ်ချက်လက်ခနဲဖြစ်သွားပြီးအလင်းနှန်းခပ်ဖြော့ဖြော့တစ်ခုကိုဘိုးရင်ရှိရာဘက်သို့လွင့်လာသလိုထင်မှတ်လိုက်ရလေသည်။အော်နင်ကအားကိုရှိသပေါ့လေ။ထို့သောကိုဘိုးရင်မျက်စိထဲရွာတော်ရှင်နှက်ကောမှအလင်းအောင်ပေါ်လာသလိုမြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက်သူ့လေဦးထိတ်မှာကာကာကြီးရက်နေသောမကောင်းဆိုးဝါးကြီးပေါင်ကြီးနှစ်ဖက်သည်စက်ခနဲလှုပ်ခါသွားကအထက်ပါတိုင်းရေရွတ်လိုက်သည့်အမင်္ဂလာအတန်ဆိုးကြီးကိုကြားလိုက်ရပြီးနောက်မိစ္ဆာကောင်ကြီးသည်ရုတ်တရက်ချက်ချင်းဆိုသလိုပျောက်ကွယ်သွားပါလေတော့သည်ထိုမကောင်းဆိုးဝါးကြီးပျောက်ကွယ်သွားသည်နှင့်တပြိုင်နက်ကိုဘိုးရင်လည်းလှေကိုအတကုံလှော်ခတ်ခဲ့သည်ကိုသာမှတ်မိလိုက်ပြီးရွာသို့အိမ်သို့မိတို့မိပုံပြန်ရောက်ခဲ့သည်ကိုပဲမမှတ်မိနိုင်လောက်အောင်ဖြစ်သွားခဲ့ရပါသည်တို့နှင့်နောက်ဆုံးရွာဦးဆရာတော်ကိုပင့်ကဆရာတော်မှပေးရည်တိုက်ပေးရိတ်ကျိုးများချီပေးပြီးကိုဘိုးရင်သတိပြန်လည်လာခဲ့ရပါ၏ထိုနေ့မှနောက်တစ်ပတ်10ရက်ခန့်ကိုဘိုးရင်အပြင်းဖျားခဲ့ရပါလေသေးသည်ထိုအခါမှစ၍ကိုဘိုးရင်တို့တုတ်ရဲရွာတရွာလုံးရွာတော်ရှင်ဘိုးဘိုးကြီးကိုအထူးလေးစားပူဇော်ပသလေးရှိခဲ့ကြပါလေသည်ဤဇလန်းမှာလွန်ခဲ့သောနှစ်ပေါင်း60ကျော်ကအမှန်ဖြစ်ပျက်ခဲ့သောဇလန်းဖြစ်ပါသည်ဇက်ဆောင်နှင့်ဒေသအမည်များအမှန်တိုင်းဖြစ်ပါသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်